ဒီနေ့တော့ကန်ထူးတာပဲဗျာကျွန်တော်လေအလုံးလုံးနေရင်းနဲ့တက်ပဲခုံရလို့သွားခုတ်တာကြည့်လားခုတ်ခိုင်းရဗျာအလုတ်ထဲကလူတွေခုတ်ခိုင်းလိုက်တာခုတ်ခိုင်းပြီးတော့မပြတ်သေးလို့ထားခိုင်းတာလေတယောက်ပြီးတယောက်ခုတ်ခိုင်းတာ၄ယောက်ဖြစ်သွားပြီဒီမှာပါရှစ်နေတာကြည့်လားဒီမှာလဲရှစ်နေတာတက်ကွင်းတင်ကားဆိုတော့ကြည့်လားဒီကတိတ်ကြီးမှာစွမ်းထစ်တဲ့အရာဝတ္ထုတစ်ခုပေါ့ဗျာကျွန်တော်နဲ့ကန်ဆိုင်လို့လားမသိဘူးကျွန်တော်ပြန်တော့မှကျွန်တော်ကိုယ်တိုင်ခုံမှထွက်လာအဲ့ဒါကိုကျွန်တော်အမတ်တမဲ့ကြည့်လိုက်တာဟာတက်တကားဆိုပြီးတော့ယူလာတယ်တက်ကွဲဖြစ်နေပြီလို့ကျွန်တော်အိမ်မှာတသက်ရှင်းရှင်းလေးပြန်လုပ်ပြီးတော့တရားတသက်ရရလေးလုပ်ပြီးတော့ရွှေချပြီးတော့ထားမှာနိုင်ဘောကငယ်ချင်းမိတ်ဆွေတီးရည်နဲ့ပြောပေးကြပါဦးနော်တရားနော်ဒီရှင်းနေတာဒီမှာလည်းရှင်းနေတာဒီကလည်းတွဲပူနေဒီမှာလည်းရှင်းနေတာဒီမှာလည်းရှင်းနေတာကြည့်ကြပါဦးလားထူးဆန်းလိုက်တာသူ့အတူတဘာဝဖြစ်နေ